ခုခီးတစ်ထောင်နားရဲ့မိတ်ဒီလာမှာကြက်ကြော်နဲ့ထမင်းစားပါမယ်တောက်ပြီးရင်ဒီသားထွက်ကောင်းနေဒီမှာဝယ်လေးရပါတယ်ဒါကတော့စေရနာနဲ့ကျွေးတဲ့တရက်တီးညီစမ်းနေရပါစိတ်ကြော်ဝယ်ကြပါဦးနှစ်ခုပါဟုတ်ပြီစိတ်ကြော်လေးရအရင်ရတာရှိပါတယ်လက်လက်ဆက်ဆက်ပြက်လမ်းမှာစောင်းကိုကျွန်တော်တို့ဝယ်သွားပါတယ်ဒါ1500မင်းမျိုးရောက်ချင်တယ်ကျွန်တော်တို့ကော်ဖီတောက်ကြမယ်ကော်ဖီလေးကမှုရင်းနေရပဲတောက်ကြပါဦးပမ်ပန်နေရာလေးကတော့ကျွန်တော်တို့ပြင်းတွေမှာထိုင်တဲ့ကြောက်တာကိုဟိုတောက်တာမှာညစာသွားစားကြမယ်ကိုချက်သွားရအောင်ပန်းအားတို့ပြည်မျိုးရောက်တော့ဒီဆိုင်မှာဒီနေ့လာစားပါမယ်ပြည်မျိုးစုံရပါတယ်ဒီဆိုင်ရအစားတောက်တွေအရင်ရတာရှိပါတယ်အခုတော့ဒီပြနေ့အနေနဲ့ကျမတို့မြို့မေမျိုးရဲ့နာမည်ကြီးရဲ့ဟိုတယ်တစ်ခုမှာသွားပြတဲ့မှာဖြစ်ပါတယ်ဆက်တယ်ချိုးတယ်ကျွန်တော်တို့ပထမဦးဆုံးအနေနဲ့မြို့သားကန်တော်ကြီးကြီးရဲ့ coordinate ထားတဲ့ကိုအားလည်းမှာဖြစ်ပါတယ်ပကီငါပါမယ်ပကီကတော့တစ်စင်းကို8ရောက်စီပြီး2000ကျပ်ကြပါတယ်ဒီလာကတော့ဒီလောက်နဲ့ဆက်ပြီးကြကြလေးပါဒီကိုရုံတော်ရဲ့တက်တန်းကဖြစ်ပေါင်း80ဖြစ်ပါတယ်ဒီတစ်ခွာmuseum ထဲမှာမတူညီတဲ့တစ်ခွာမျိုးစားတွေနဲ့ရမ်းလှတဲ့တစ်ခွာမျိုးစားတွေကိုလေ့လာနိုင်ပါတယ်တော့ကျွန်တော်တို့လိပ်ပြာကခန်းထဲကိုသွားချင်ပါလိမ့်မယ်ဘာဝခက်ဥယျာဉ်ကိုသွားလေ့လာမှာဖြစ်ပါတယ်
ကန်တော်ကြီးရပြန်မှာ National Village ကိုကျမတို့သွားလိုက်ခဲ့ပါသေးတယ်ဒီမှာတော့တိုင်းနဲ့ပြည်ငယ်ရဲ့ပုံစံငယ်လေးကိုတွေ့ရပါတယ်အခုကျမတို့နေ့လည်စာတော့စားမှာဖြစ်ပါတယ်မောနေကြမမေကြီးနေတဲ့ဂျပန်ရွာကိုသွားလေကြမှာဖြစ်ပါတယ် ကိုလေးတက်ပုံကြည့်ပါဒီနေ့ကနှင်းစီ channel မှာနှင်းစီပန်းနှစ်ဟာကိုအကြည့်ကြမယ်နော်ပစ္စည်းရောင်းတဲ့ဆိုင်မှာမမှန်ကြီးရေဝယ်စားမယ်နော်လေးရတော့ကျမတို့ဒုတိယနေ့အနေနဲ့တဲထုံမဲ့ရင်းကြီးတွေကလည်းနဲ့ကြီးအတန်တော်ကိုရီကိုကျွန်တော်လည်းပြပါတယ်ကျမတို့ဒီနေ့ကိုလိုက်ကြည့်ကြမယ်နော်ဟိုတယ်လူကြောက်မှာကျမတို့စတင်ပြင်လာပါတယ်ဒီဟိုတယ် restaurant ကမှာစားတာပါကျမတို့တညတာနာနေမဲ့ဟိုတယ်ဝင်ကအေးချမ်းချမ်းရှိပါတယ်အခုကျန်တဲ့စားပြီးတော့နိုင်မှာဖြစ်ပါတယ်
အဲ့ဒီကျေးဇူးရှိတယ် ကိုသားများရတော့တက်ပြန်ဟောလို့စီရကျမတို့ Eternal Glory Resort မှာတ냐အိတ်နားယူရဲထားမှာတော့ကျွန်တော်တို့မလေးမြို့မှာဆက်ပြီးတော့လည်းဘက်မှာပါတယ်